အားလုံးမင်္ဂလာပါအားလုံးကိုယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့အသက်တာမှာစိတ်ထားတစ်ခုရှိရင်ဖခင်ကောင်းကြီးပေးလို့မရပါဘူးအဲ့ဒီစိတ်ထားကျွန်တော်တို့ရဲ့အသက်တာမှာလွှမ်းမိုးတော့ရင်ဖခင်အတန်ကိုလည်းမကြားနိုင်တော့ဘူးအဲ့ဒီစိတ်ထားကကျွန်တော်တို့ကိုအနိုင်ယူသွားရင်ဖခင်ကျွန်တော်တို့ကိုချီးမြှောက်လို့လည်းမရပါဘူးဟုတ်ပါတယ်မာနစိတ်ပဲဖြစ်ပါတယ်တုတ်တန်ခန်းကြီး16အခန်းငယ်18ကိုကြည့်ရင်မာနသည်ပျက်စီးခြင်းအရင်ထောင်လွှားသောသဘောသည်ရှုံချခြင်းအရင်၌နေရာကျတတ်တယ်မာနကဘာကိုဥဆောင်လဲဆိုရင်ပျက်စီးခြင်းကိုဥဆောင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာမာနကိုအခွင့်မပေးဖို့တိတ်အရေးကြီးတာဖြစ်တယ်ဖျားရှင်အရန်ချီးမြှောက်ခဲ့တဲ့လူစီဖာဟာမာနကြောင့်ပျက်စီးခဲ့တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာမာနစိတ်နေရာယူလာပြီးမာနစိတ်ကလွှမ်းမိုးလာပြီးဆိုရင်တေးချတယ်အဲ့ဒီဟာကျွန်တော်တို့ရဲ့အသက်တာကိုကြဆင်းစေမဲ့လမ်းကြောင်းပေါ်လာပြီးဖြစ်ပါတယ်ဒါကြောင့်မာနစိတ်ကနံပါတ်1ဖယားသခင်ရဲ့အတန်ကိုတိတ်စေပါတယ်တရားခန်းကြီး15ငယ်21ကနေ23ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ရှောလူမင်းကြီးကဖယားရဲ့စကားကိုနားမထောင်ဘဲနဲ့သူ့ရဲ့အလိုကိုဦးစားပေးတဲ့စိတ်မာနစိတ်ကြောင့်ဖယားကသူ့ကိုစကားမပြောတော့အတန်တိတ်သွားဒါကြောင့် तू ကဘာလုပ်ရလဲဆိုတော့ဖယားရဲ့အတန်ဖယားရဲ့လမ်းညွန်ချက်ကိုကြားကျင်လွန်းလို့နတ်ဝန်တဲကိုလိုက်ရှာရတယ်အရင်တုန်းကရှောလူနိုးထားတဲ့အချိန်တုန်းကဖယားဘက်မှာစိတ်အားကြီးတဲ့အချိန်တုန်းကနတ်ဝန်တဲတွေအားလုံးကိုသူကတတ်ပလိုက်တဲ့အခါမှာရှောလူရဲ့နိုင်ငံမှာနတ်ဝန်တဲတွေကအကုန်တတ်ခံရတယ်တချို့နတ်ဝန်တဲတွေကပုံးကွယ်ပြီးနေရတယ်ဒါပေမဲ့အဲ့ဒီပုံးကွယ်ပြီးနေတဲ့နတ်ဝန်တဲကိုရှောလူကတကူးတကလိုက်ရှာရတယ်ဘာဖြစ်လို့လဲဆိုတော့ဖယားရဲ့အတန်ကိုမကြားတော့လို့ဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေနဲ့ကျွန်တော်ရဲ့ဘဝမှာဖယားရဲ့အတန်ကျွန်တော်တို့ရဲ့ဘဝမှာမရောက်စေတဲ့နီးကမာနစိတ်ကြောင့်ဖြစ်တယ်ဖယားကိုအတန်တိတ်စေတဲ့အကြောင်းရင်းကကျွန်တော်တို့ရဲ့မာနစိတ်ကြောင့်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဖယားဘာပြောနားမထောင်တော့ကိုမှန်တယ်ထင်တာလုပ်မယ်ကိုကောင်းမယ်ထင်တာလုပ်မယ်ကိုအတွက်ကိုဖြစ်ချင်တဲ့အရာပဲကိုကဦးစားပေးမယ်ငါစဉ်းစားတာကအမှန်ပဲငါကအကောင်းဆုံးပဲငါကအတော်ဆုံးပဲကျွန်တော်ကတော့အထက်မြက်ဆုံးပဲကျွန်တော်ကတော့အပန်းနဲ့ဆုံးပဲဆိုတဲ့အဲ့ဒီစိတ်ကဦးဆောင်သွားတဲ့ကြောင့်ဖယားရဲ့လမ်းညွန်ချက်ကကျွန်တော်တို့ကိုမဦးဆောင်နိုင်ဘူးဖယားရဲ့အတန်ကကျွန်တော်တို့ကိုမလွှမ်းမိုးနိုင်တော့ဘူးဖြစ်လာဆိုလိုချင်တာကဖယားအတန်တိတ်သွားတယ်ဒါကြောင့်မိတ်ဆွေဘဝမှာကြောက်စရာအကောင်းဆုံးကလေဖယားအတန်နဲ့မတော်တတ်တော့ခြင်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကတိုးဖြစ်တယ်တိုးဟာအမြင်မကောင်းဘူးအတန်တော်နဲ့သွားရတာဖယားသားသမီးဟာအတန်တော်နဲ့သွားရတာဖြစ်တယ်အတန်တော်တိတ်သွားတဲ့တိုးအတွက်ဖယားသားသမီးတိုင်းအတွက်အယံကိုအန္တရာယ်များတာဖြစ်တယ်ဒါကြောင့်မိတ်ဆွေကငါတိတယ်ငါတော်တယ်ငါတက်တယ်ငါကောင်းတယ်ငါလုံနိုင်တယ်ဆိုတဲ့အရာတွေကိုဖယားရဲ့ရှေ့မှာ surrender လုပ်ရတယ်ဒါကြောင့်ကျွန်တော် worship လုပ်ပြီးဆိုအားလုံးကလက်မြောက်ပြီးကိုးကွယ်အတိတ်ပြပါလေဆိုရင်ကျွန်တော်ရဲ့မာနတွေအားလုံးပါလေဖယားရဲ့ရှေ့မှာချထားပါတယ်ကျွန်တော်ဖယားရဲ့လမ်းပြခြင်းကိုပဲလိုအပ်ပါတယ်ကျွန်တော်ဘာမှမဟုတ်ပါဘူးကိုရောပဲအရာရာတိုင်းဖြစ်ပါတယ်ကိုရောဟာလမ်းပြသူပါကိုရောဟာဖေးမသူပါကိုရောရဲ့လမ်းညွန်ခြင်းကိုကျွန်တော်ဟာလိုအပ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ကျွန်တော်လက်မြောက်ပြီးကိုးကွယ်နေရခြင်းဖြစ်ပါတယ်ဒါကြောင့်မာနစိတ်ဝင်လာရင်ဖယားသခင်ကအတန်တိတ်ပါတယ်နောက်တစ်ခုမာနစိတ်နဲ့မထီမဲ့မြင်ပြူတဲ့စိတ်ဟာဖယားရဲ့တကူတော်ကိုစီးသားပါတယ်ပြောချင်တာကဖယားသခင်ဘာနမိတ်လက္ခဏာဘာတကူမှကျွန်တော်တို့ရဲ့အတ္တတာမှာအလုံးလုံးလို့မရအောင်ဖြစ်ပါတယ်မဿဲခန်းကြီး7ငယ်55ကနေ58မှာဖတ်မယ်ဆိုရင်ယေရှုဟာကပေရနောင်မြို့မှာရှိနေတော့တကူတွေနမိတ်လက္ခဏာတွေအများကြီးလုပ်ပေမဲ့သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့နာဇရက်မြို့ကိုပြန်တဲ့အခါမှာလူတွေကယေရှုကိုမထီမဲ့မြင်ပြုကြတယ်အထင်သေးကြတယ်ဒီလူကဘာမလုပ်လဲငါတို့လောက်တော့ပညာတတ်တာမဟုတ်ဘူးငါတို့လောက်တော့အရေးချင်းရှိအောင်သူ့အမေမာရိကိုလည်းငါသိရဲ့သူ့အဖေယောသက်ကလည်းလက်သမားမဟုတ်လားဒီကောင်ကလက်သမားသားစို့ပြီးတော့မှအထင်သေးတဲ့စိတ်ကိုကမာနကြီးတဲ့စိတ်ဖြစ်တဲ့ခါမှာယေရှုဟာမိမိရဲ့မြို့ဇာတိဖြစ်တဲ့နာဇရက်မြို့မှာဘာနမိတ်လက္ခဏာမှမလုပ်ပါဘူးဆိုလိုချင်တာကဘာလဲဆိုရင်
ယေရှုမလုံနိုင်တာမဟုတ်ဘူးသူတို့ဟာနမိတ်လက္ခဏာစီးထွက်ဖို့ရန်အတွက်တကားပိတ်ထားတာဖြစ်ပါတယ်တခါတလေမှာဒီလိုပဲဆုတောင်းပေးတဲ့ဆရာကဘလောက်ပဲတကိုးနဲ့ပဲဆုတောင်းပေးဆုတောင်းခံတဲ့သူရဲ့နှလုံးသားထဲမှာလောင်ပြောင်တာတွေမထီမဲ့မြင်ပြူတာတွေမယုံကြည်ရဲ့စိတ်တွေကြောင့်ဖယားရဲ့တကိုးဟာဝိညာဉ်တော်ဟာသူ့ရဲ့အတ္တတာမှာအလုံးလုံးလို့မရအောင်ဖြစ်တယ်။ယုံကြည်ခြင်းရှိနေဝိညာဉ်တော်ဟာသူ့ရဲ့အတ္တတာမှာဆရာတွေကလက်တင်တဲ့အခါမှာဝိညာဉ်တော်ကအလုံးလုံးတာဖြစ်ပါတယ်။ဒါကြောင့်သူ့ရဲ့အတ္တတာမှာဝိညာဉ်တော်ကဘာကြောင့်အလုံးမလုံးတာလဲဆိုတော့သူ့ရဲ့နှလုံးသားထဲမှာအထင်သေးတဲ့စိတ်ငါမွေးမှငါသားလောက်ပဲရှိတာပါငါလောက်တော့ပညာမတတ်ပဲနဲ့သူ့ရဲ့အတိတ်ကတော့ဘာသူကဘာဆိုတဲ့ကျွန်တော်တို့ဟာကိုယ့်ရဲ့ကို self promotion တအားလုပ်ပြီးတော့မှယနေ့ဖယားသခင်အသုံးပြုတဲ့အမှုတော်ဆောင်တွေကိုမထီမဲ့မြင်ပြုတဲ့အခါမှာကိုမာနကြီးတဲ့အခါမှာဖယားရဲ့နမိတ်လက္ခဏာဖယားရဲ့တကူတော်ဟာကျွန်တော်တို့ရဲ့အတ္တတာမှာမတက်ရောက်နိုင်မှုဆိုတာကိုကျွန်တော်တို့နားလည်ရတာဖြစ်ပါတယ်နံပါတ်3ကမာနဟာကျွန်တော်တို့ကိုယ့်အလိုအတိုင်းပဲအသက်ရှင်စေပါတယ်အရေးကြီးတယ်နော်ဘာဖြစ်လို့ဆိုတော့ဖယားအတန်မကြားတဲ့အခါမှာကျွန်တော်တို့ကကိုထင်တဲ့ဟာကိုလှုပ်တော့တာအဲ့ဒီချိန်မှာလောကရဲ့ဒသနတွေကလည်းကျွန်တော်တို့ကိုလွှမ်းမိုးလာတယ်နော်ငါ့ကိုလှုပ်ရင်တော့တင်ကောင်းရင်ကျွန်တော်မစိုးပါငါ့ကိုလှုပ်ရင်တော့မင်းငါမျက်လုံးလှုပ်ရင်မင်းမျက်လုံးလည်းငါပြန်လှုပ်မယ်ငါ့ကိုထိရင်မင်းကိုငါထိမင်းငါ့ကိုပြုံးရင်ငါမင်းကိုပြန်ပြုံးမယ်ဆိုရင်အဲ့ဒီဒသနတွေကျွန်တော်တို့ကိုလွှမ်းမိုးလာတယ်ပြီးရင်ကျွန်တော်ကကြီးနိုင်ညင်ညင်းဆိုတဲ့စိတ်တွေကလွှမ်းမိုးလာတယ်ဘာဖြစ်လို့လဲအတ္တတာထဲမှာမာနရှိလာတဲ့အခါမှာဖယားကကျွန်တော်တို့ကိုလမ်းမပြတော့ဘူးကိုယ့်အလိုအတိုင်းပဲအသက်ဆက်ရှင်လာတော့တာအဲ့ဒီအခါမှာကျွန်တော်ရဲ့ဘဝမှာမကောင်းတဲ့ဟာတွေခက်ခဲမှုတွေကကျွန်တော်ရဲ့ဘဝမှာစတင်ပြီးတော့မှဖြစ်လာတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ်ဒါကြောင့်မာနမထားပါနဲ့နှိမ်ချခြင်းရှိပါတရက်မှာယေရှုခရစ်တော်ဟာလဲလျောင်းနေတဲ့အချိန်မှာအမျိုးသမီးတစ်ယောက်ဟာယေရှုရဲ့ခြေတော်ရင်းကိုလာပြီးတော့မှနာဒုစီမွေးကိုခွဲပြီးတော့မှသူ့စပင်နဲ့ယေရှုရဲ့ခြေတော်ကိုတုပ်ပါတယ်အဲ့ဒီခါမှာတပည့်တွေကအံ့ဩကြတယ်ဒါလောက်တန်ဖိုးကြီးတဲ့နာဒုစီမွေးကိုမင်းယေရှုရဲ့ခြေတော်မှာလိမ့်ဖို့လောက်ခွဲလိုက်မဲ့အစားမရှိစင်ရတွေကိုပေးလိုက်ပါလားလို့ပြောကြတယ်ဒါပေမဲ့ယေရှုကဘာပြောလဲဆိုအဲ့ဒီမိန်းမရဲ့နှိမ်ချခြင်းစိတ်ကိုယေရှုကသိကြိုက်ပါတယ်ဒါကြောင့်မလို့ယေရှုခရစ်တော်ကအဲ့ဒီမိန်းမကိုအပြစ်ကနေလွတ်မြောက်ဆုံးတာမကဘူးကောင်းကြီးနဲ့ပြည့်စုံစေဖို့အတွက်ဆုတောင်းပေးတာဖြစ်တယ်အဲ့ဒီအမျိုးသမီးဟာနှိမ်ချခြင်းနဲ့ယေရှုရဲ့အထံတော်ကိုတိုးဝင်တဲ့အတွက်ကြောင့်ဖြစ်တယ်ဘိုလ်ချုပ်နေမန်ဟာလည်းနူနာဆွဲတဲ့သူတယောက်ဖြစ်တယ်ယာဒုအပြင်သူဟာဘိုလ်ချုပ်ယာဒုကိုရထားတယ်စီးစိမ်ရှိတယ်ပညာရှိတယ်ယာဒုရှိတယ်ဒါပေမဲ့ဖယားရဲ့စကားကိုနှိမ်ချနာခံပြီးတော့မှယော်ဒန်မြစ်မှာ9 ကျင်းနှစ်တဲ့အခါမှာသူဆွဲနေတဲ့တသက်လုံးဆွဲလာတဲ့နူနာဟာပျောက်ကင်းသွားပါတယ်နှိမ်ချခြင်းရဲ့အကျိုးဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေရတတ်တာမှာဖယားရဲ့ကောင်းကြီးတွေတက်ရောက်စေခြင်းနဲ့ဖယားရဲ့မဆခြင်းတွေကိုခံစားခြင်းနဲ့ဖယားရဲ့လမ်းပြခြင်းတွေကိုအတ္တတာမှာရရှိခြင်းနဲ့ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ရဲ့တတ်တာမှာမာနတရားအစားဖယားရဲ့စကားကိုနှိမ်ချပြီးတော့မှဖယားရဲ့မျက်မှောက်တော်ထဲမှာနှိမ်ချပြီးတိုးဝင်မယ်ဆိုရင်မိတ်ဆွေရဲ့ဖြစ်ခြင်းတဲ့ဆန္ဒတွေမိတ်ဆွေအကောင့်ထဲပို့ခြင်းတဲ့အရာတွေအားလုံးကိုဖယားဟာပြေလေအောင်ဖြည့်ရှင်းတော့ပြမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ comment မှာရေးခဲ့ပါယနေ့ကနေစပြီးမှဖယားရဲ့ရှေ့မှာနှိမ်ချခြင်းနဲ့ဆုတောင်းမယ်။ယနေ့ကနေစပြီးဖယားရဲ့ရှေ့မှာနှိမ်ချခြင်းနဲ့ချမ်းသာပါမယ်။ယနေ့ကနေစပြီးမှဖယားရဲ့ရှေ့မှာနှိမ်ချခြင်းနဲ့ကိုးကွယ်ခြင်းအမှုကိုပြုသွားမယ်ဆိုပြီး comment မှာရေးခဲ့ပြီပါ။တင်အဲ့ဒီလိုမျိုးအသက်တာမှာအသက်ရှင်မယ်ဆိုရင်တင်ရဲ့ဘဝမှာဘိုလ်ချုပ်နေမှန်လိုမျိုးပဲသူငယ်ကဲ့သို့သောအသားအရည်ကိုပြန်ပိုင်ဆိုင်တဲ့ကဲ့သို့နှစ်ဆတော်ကောင်းကြီးကိုရရှိမှာဖြစ်ပါတယ်အာမင်ဒါကြောင့်မလို့အားပေးခြင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုနှုတ်ကပတ်တော်နားမထောင်သေးတဲ့သူတွေဒီနှုတ်ကပတ်တော်အပြင်ထိမိ၍တိဆောက်စရာဖြစ်စေပြန်တဲ့မိတ်ဆွေ share ပေးခြင်းအမှုတော်မှာတစ်စိတ်တစ်ပိုင်းပါဝင်ပေးပါအားလုံးကိုဖျားသခင်ကောင်းကြီးပေးပါစေ